ပွဲအလှည့်ပြောင်းလို့ပဲဆိုရမှာပဲဖြစ်ပါတယ်ရွှေထွန်းတင်မော်ကစားသမားတို့တော့ဝင်ရောက်ဖို့ကြမ်းတမ်းခဲ့တဲ့အပြင်မတင်လျော်တဲ့အပြုမှုတစ်ခုပြုလုပ်ခဲ့ရကြောင်းဒီချိန်တွေကိုတော့ကုလတိုင်းကြီးဒေါ်စင်မာဦးကအနီကပြပြပြီးတော့ထုတ်ပယ်ထားခဲ့ရဖြစ်ပါတယ်ဒီချိန်တွေကိုတော့ ASP တင်ရဲ့အနီးပြဒေါ်ဆန်းဆန်းသိန်းနဲ့အဖွဲ့ဝင်တွေကလည်းတိတ်ပြီးတော့အကျဉ်းပုံတော့မရနေရပဲဖြစ်ပါတယ်ကဲကိုဒီနေ့ပွဲစဉ်က ASP တင်အတွက်အနာရလက်3မှတ်ရရှိဖို့အရေးကြီးတဲ့ပွဲစဉ်ဖြစ်တာကြောင့်တင်ရဲ့ဒီကတိုက်ဒါပေမဲ့လက်ရှိချိန်မှာတော့ဒီနေ့တင်အတွက်ဖိုးတန်တွင်းကိုတွင်းပေးလာတယ်လို့ကိုတွင်းများဆုံးချိန်မှာပေါဝင်နေပြီးတော့ ASP တင်ရဲ့တိုက်စစ်ကတကယ်ကိုအားထားတဲ့ဇာသမားတူကတော့ထုတ်ပယ်ခြင်းခံလိုက်ရလေဖြစ်ပါတယ်တကယ်ကိုမထင်မှတ်ထားတဲ့ဖြောင်းလဲတွေတော့အစိမ့်တို့အမြင်တွေ့ခဲ့ရဖြစ်ပါတယ်ရန်ကုန်နိုင်တဲ့အသင်းအနေနဲ့ဒီလိုမျိုးတယောက်ရော့နေတဲ့အနေအထားတစ်ခုတော့ဒီလိုမျိုးအသုံးချပြီးတော့လက်ကျန်ပွဲကစားခြင်းတွေကိုဆက်လက်